မြင်လိုက်တာနဲ့ဇီဘရာနဲ့မြင်းကိုပေါင်းထားတယ်လို့ထင်ရပေမဲ့တကယ်လို့ဒီကောင်ဟာ giraffe family တဲ့တာအဖွဲ့ဝင်တစ်ကောင်ပါ။ Okapi လို့ခေါ်ပြီးသိပ္ပံအမည်ကတော့ Okapia johnstoni ဖြစ်ပါတယ်။ ကွန်ဂိုမိုးတစ်တော်တွေရဲ့သင်္ကေတဖြစ်တဲ့ Okapi ကိုအာဖရိကရဲ့မိုးတစ်တော်တွေထဲမှာပဲတွေ့နိုင်ပါတယ်။အထူးသဖြင့်ကွန်ဂိုဘက်ကတောထူထပ်တဲ့နေရာတွေမှာပဲနေထိုင်ပါတယ်။ဒီကောင်ရဲ့အထူးခြားဆုံးအချက်ကတော့သူ့နှုတ်ခြေကြလောက်တွေမှာရှိတဲ့ဇီဘရာလိုအစင်းတွေပါ။ဒီအစင်းတွေက camouflage အထိအလုပ်လုပ်ပြီးတောထဲမှာပျောက်ကွယ်သွားတယ်လို့ဖြစ်စေပါတယ်။ Okapi မှာအရှည်လိုနဲ့ရှာတစ်ချောင်းလည်းရှိပါတယ်။တစ်ရွက်တွေကိုလွယ်လင့်တကူဆွဲစားနိုင်တာအထင်ဝါသနာပါရင်ကိုယ့်မျက်နှာကိုပြန်လက်နိုင်ပါသေးတယ်။ Okapi တွေဟာရှက်တက်တဲ့သတ္တဝါချစ်ပြီးတကောင်တည်းနေတတ်ပါတယ်။လူတွေ့ရင်လည်းချက်ချင်းရှောင်သွားတတ်တာကြောင့်တောထဲမှာတောင်တွေ့ဖို့မလွယ်ပါဘူး။စိတ်ဝင်စားဖို့ကောင်းတာကOkapi ကို1900ခုနှစ်ကြာမှ officially discover လုပ်နိုင်ခဲ့လာပါ။အဲ့ဒီမတိုင်ခင်တုန်းကတော့တောထဲကဒန်ဒါလီလာသတ္တဝါတစ်ခုလိုထင်ခဲ့ကြပါတယ်။အရွယ်အစားက200ကီလိုဂရမ်လောက်ရှိနိုင်ပြီး life span ကတော့20လောက်ထိရှိပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့Okapi တွေကမျိုးတုံးမှုဖြစ်နေပါပြီ။ရွှေတူးဖို့မှုစားချက်မီရှားလာမှုတွေနဲ့အတူလက်နက်ကင်ပဋိပက္ခတွေကြောင့်ထိမ့်သိမ်းကာကွယ်ရေးကိုပါအနောက်အရှက်ဖြစ်စေမှုတွေရှိနေပါတယ်။အာဖရိကတောအတွင်းမှာထူးခြားဆုံးသတ္တဝါတစ်ကောင်ကိုပြပါဆိုရင်Okapi ပဲဖြစ်မှာပါ။